အားလုံးပဲမင်္ဂလာပါဆောင်ရေးသားနေ့ပညာမှာပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ်သင်ခန်းစာကပါတယ် Windows Edit လုပ်နေသင်ခန်းစာဖြစ်ပါတယ်ကျွန်တော်တို့ Windows Edit ဘာကြောင့်လုပ်ရလဲဆိုရင်ကျွန်တော်တို့ရဲ့ Windows တင်ထားတဲ့အခုလက်ရှိတင်ထားတဲ့ Windows ကဟောင်းနေပြီဆိုရင် Windows အသစ်ရောက်လာတဲ့ Windows တွေကိုကျွန်တော်တို့ကဘာရှင်းမိနေတဲ့ပေါ့အဲ့လိုဆိုရင်ကျွန်တော်တို့ Windows Edit ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကဒီမှာအဝါရောက်လေးဖြစ်နေတာပေါ့နော်အဲ့ဒီအဝါရောက်လေးဖြစ်နေပြီဆိုရင်ကျွန်တော်တို့ရဲ့ Windows ကိုကျွန်တော်တို့က Edit ပေးလောက်ခဲ့တာပေးလောက်တာဖြစ်တာပေါ့နော်Windows ကျွန်တော်တို့တင်ထားတဲ့ Windows နင်းငယ်ကြာတော့တယ်အဲ့လိုဆိုရင်သူက Edit ရောက်လာရင်ဒီလိုမျိုးဖြစ်မယ်သင်ရဲ့ Windows ကို Edit လုပ်ပါဆိုပြီးတော့ပြောတယ် Okay အဲ့လိုဆိုရင်ကျွန်တော်က Windows Edit ဘယ်လိုလုပ်ရမလဲကျွန်တော်တို့ computer ကျွန်တော်တို့ဒီ Windows ကိုကျွန်တော်တို့ကတင်လိုက်တယ်ဒီ Windows ဒီWindows ထွက်တာဥပမာ2လ3လကြာသွားနေပြီအဲ့လိုဆိုရင်နောက်ထွက်လာတဲ့ Windows တွေနဲ့သူကမတူတော့ပါဘူးနောက်ထပ်ထွက်လာတဲ့ Windows တွေမှာကြာတော့ပို့ပြီးတော့ကောက်လာမယ်အဲ့လိုဆိုရင်ကျွန်တော်တို့က Windows မတင်ပြင်နဲ့အဲ့ဒီ Edit တွေကိုကျွန်တော်တို့ကဘယ်လိုယူရမလဲဆိုတော့ကျွန်တော်တို့ကဒီ Step menu ကိုကျွန်တော်တို့ကနှိုက်လိုက်မယ် Step menu ကိုနှိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပေါ်လာမှာဖြစ်တယ် Okay အဲ့လိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့က Setting ကိုနှိုက်လိုက်ပါSetting ကိုကျွန်တော်တို့ကနိုင်လိုက်ပြီဆိုရင် Windows Edit ဆိုတာဒီမှာလေးရှိတယ်တကယ်လို့ဒီကနေပြီးတော့မတော့ချင်ဘူးဆိုရင်လည်းကျွန်တော်တို့ကဒီကနေပြီးတော့လည်းတွားလို့ရတယ် Windows Edit ဆိုတာရှိတယ်ဟုတ်ပြီအဲ့ဒီလို့ဆိုရင်ကျွန်တော်က Windows Edit ကိုကျွန်တော်တို့ကနိုင်ပေးရမှာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာတခုပြောချင်တာကကျွန်တော်တို့က Windows ကိုကျွန်တော်တို့က Edit မြင်တော့မယ် Edit လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့အခုလက်ရှိ Windows Edit လုပ်မယ် Computer မှာကျွန်တော်တို့က Internet ရှိရပါမယ် Internet မရှိရင် Edit လုပ်လို့မရပါဘူး Windows မှာကျွန်တော်တို့က Wi-Fi ရှိမှ Internet ရှိမှကျွန်တော်တို့က Edit လုပ်လို့ရမှာပါအဲ့လိုဆိုရင်ကျွန်တော်ရဲ့ဒီ Computer ဒီကျွန်တော်က Wi-Fi ရှိနေတဲ့အတွက်ကျွန်တော်ကဒီ Wi-Fi နဲ့ Edit လုပ်မှာပေါ့နော် Okay အဲ့လိုဆိုရင်ကျွန်တော်တို့က Windows Edit ကိုကျွန်တော်တို့ကနိုင်လိုက်ပါအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ Windows Edit ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က Windows Edit ကျွန်တော်တို့ကလုပ်လိုက်တယ်ဒီနေရာမှာကျွန်တော်က Reset Now လို့သူပြောတာပေါ့နော် Reset ရှာပေးပါလက် set ကို Okay အဲ့လိုဆိုရင်ကျွန်တော်ကဒီနေရာမှာ record ခန်းထားတာဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ Reset ကိုကျွန်တော်မနိုင်ခင်ကျွန်တော်ရဲ့ဒီအခုလက်ရှိသွင်းနေတဲ့ video file ကိုကျွန်တော်တင်လိုက်မှာပေါ့နော်ကျွန်တော်တို့က set ကို reset ရှာလို့ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးမျက်နှာပြင်ကိုပြင်လေရောက်ရှိလာမှာဖြစ်တယ်Okay အဲ့လိုဆိုရင်ကျွန်တော်တို့က Windows Edit လုပ်လိုက်တာကျွန်တော်တို့ဘာတွေပြောလို့မဖြစ်တော့လဲ Okay ကျွန်တော်တက် PC ကိုတစ်ချက်နှိပ်ကြည့်လိုက်ပျောက်လေးမုန်းနေရှိတော့တယ်နော်ဒီဟာလေးတွေကျွန်တော်ပျောက်လေးသွားတယ်အဲ့လိုဆိုရင်သူကလက်ရှိနေတဲ့အရာကိုသူကဘာရှင်းမြင်ပြလိုက်တဲ့သဘောအဲ့လိုဆိုရင်ကျွန်တော်တို့ကပြန်ပြီးတော့ကျွန်တော်တို့ကပြန်သွားမယ်ပြန်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒီ Step menu ကိုနှိပ်လို့ပြီးတော့ကျွန်တော်တို့ Setting ကိုပြန်သွားပါမယ်ပြီးတော့ကျွန်တော်တို့ဒီ Windows Edit ဆိုတဲ့ဟာကိုပြန်သွားပါမယ်အဲ့လိုဆိုရင်ဒီနေရာမှာသူရဲ့ Edit လုပ်နေတဲ့ဟာသူကမပြီးသေးဘူးပေါ့နော်ဒီမှာ $install all ဆိုတာဟာရေးထားတယ်အဲ့လိုဆိုရင်ကျွန်တော်က Windows Edit ဒီဟာကျတော့အဝါရောက်လေးဖြစ်နေတယ်ကျွန်တော်တို့ကဒီဟာအကုန်လုံးပြီးသွားပြီဆိုရင်အစိမ်းရောက်လေးဖြစ်သွားမှာဖြစ်တယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီမှာ $install all ဆိုတဲ့ဟာကိုကျွန်တော်တို့အကုန်လုံးကိုကျွန်တော်တို့နိုင်လိုက်မှာဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့ကနိုင်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးသူကအကုန်လုံးဒီလိုမျိုးသွားနေတာပေါ့နော်100%ပြီးအောင်ဒီကျွန်တော်တို့ဆောင်ရမယ်အကုန်လုံးကျွန်တော်တို့ပြီးအောင်ဒီဆောင်ရမယ်ပြီးတော့ကျွန်တော်တို့ set ကိုကျွန်တော်တို့ reset ပေးရှာခိုက်တယ်ဆိုရင်ကျွန်တော်တို့ reset ရှာပေးရမှာဖြစ်တယ်တကယ်လို့ကျွန်တော်တို့ set ကိုကျွန်တော်တို့ကဝေဒီလိုမျိုး Windows Edit လုပ်နေတဲ့ဟာမျိုးကျွန်တော်တို့က reset ရှာလိုက်တဲ့အခါကျရင်တချို့ set တွေကပေါ့နော်ကြာမှာပေါ့နော်နည်းနည်းဘာကြောင့်ကြာမယ်ဆိုရင် internet အမကောက်တဲ့ set တွေကြာမယ် internet အကောက်ရင်တော့မြင်မယ်သူက Windows Edit လုပ်ပေးနေတာပေါ့နော် Windowsအဟောက်ကိုသူက Windows အသစ်လိုမျိုးပေါ့နော်ဒီနောက်ထပ်ရောက်လာတဲ့သူရဲ့ system တွေကိုသူကထည့်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကြာတယ်ဆိုရင်လည်းပြဿနာမဖြစ်ဘူးကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးကျွန်တော်တို့က reset ရှာလိုက်ပြီးဆိုရင်လည်းကျွန်တော်တို့ပြီးပေါက်ပေါ်က key တွေဘာမှနှိုက်စရာမလိုပါဘူးကျွန်တော်တို့မျက်နှာပြင်ကိုကျွန်တော်တို့မျက်နှာပြင်ရဲ့ desktop ကိုရောက်လာတဲ့အထီးကျွန်တော်တို့စုံပြလိုက်ရမှာ Okay အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီမှာအကုန်လုံးဒီမှာလောက်နေတာပေါ့နော်ဒါကြတော့ကျွန်တော်တို့ဒီWindows Edit လုပ်နေတာပေါ့နော် Windows Edit လုပ်နေတာကျွန်တော်တို့မပြီးသေးပါဘူးကျွန်တော်တို့ဒီဟာကိုအကုန်လုံးပြီးအောင်ဒီစုံပေးလိုက်ရမှာဖြစ်ပါတယ်တကယ်လို့အကုန်လုံးပြီးသူတကယ်လို့ကြားထဲမှာပေါ့နော်ပြီးသည်ဖြစ်စေမပြီးသည်ဖြစ်စေသူ reset ရှာဖို့ခိုင်းမယ်ဆိုရင်လည်းကျွန်တော်တို့ reset ရှာလိုက်ရမှာဖြစ်တယ် reset ရှာလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီနေရာကိုပြန်လာရမှာဖြစ်တယ်ကျွန်တော်တို့ပြီးတော့ပြန်လောက်ရမှာဖြစ်တယ်တကယ်လို့သူက reset
ပြန်ပြီးတော့ page ခိုက်တယ်ဆိုရင်ကျွန်တော်တို့ reset ရှာပေးလိုက်ပါပြီးတော့ဒီနေရာကိုပြန်လာပါအကုန်လုံးပြီးအောင်ထိကျွန်တော်တို့စုံပေးရပါမယ်ဒီဟာပြီးမှအကုန်လုံးဒီဟာပြီးမှကျွန်တော်ဒီဟာအကုန်လုံးအဆင့်အောင်လေးဖြစ်တာမှကျွန်တော်တို့ကဒီ window attack လောက်တာအကုန်လုံးပြည့်စုံတယ်လို့ပြောလို့ရတာပေါ့နော်ဒါက window attack လောက်တာပါโอเคဒီနေရာမှာကြာတော့ကျွန်တော်ဒီနေရာမှာဆောင်းလိုက်ပါပေါ့နော်ဗီဒီယိုဖိုင်ကအရင်ရှင်းတော့မှဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုဖိုင်ကိုခဏလေးရေးထားလိုက်မယ်အဲ့လိုဆိုရင်ကျွန်တော်တို့က attack လောက်ထားရင်းနဲ့ပေါ့နော် window attack လောက်ထားရင်းနဲ့ဒီလိုမျိုးပြတော့မှာပေါ့နော်ဒီလိုမျိုးပြပြီဆိုရင်ကျွန်တော်တို့ဘာမှနှိုက်စားမလို့ပါဘူးကျွန်တော် download install all ဆိုတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့နှိုက်ပေးလိုက်ပါအဲ့လိုဆိုရင်တစ်ခါနှိုက်လိုက်ရင်ဒီလိုမျိုးဖြစ်တယ်ဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခါနှိုက်ပေးလိုက်ပါနော်โอเคအဲ့လိုမျိုးကျွန်တော်တို့ကနှစ်ခါသုံးခါနှိုက်ပေးလိုက်ပေါ့နော်သူတကယ်တော့တစ်ခါတည်းနဲ့အလုံးမလုပ်ဘူးဆိုရင်အဲ့လိုဆိုရင်သူကပြန်ပြီးတော့အလုံးလုံးသွားမှာဖြစ်တယ်โอเคဒီလိုမျိုးနှိုက်လိုက်လို့ရယ်သူဘာမှမရဘူးဆိုရင်ကျွန်တော်တို့က set ကိုကျွန်တော်တို့ပြန်ပြီးတော့ reset တစ်ခေါက်ပြန်ရှာပေးလိုက်ပေါ့နော်ကျွန်တော်တို့က set ကိုကျွန်တော်တို့ကသူ reset ပေးရှာခိုက်ပြီဆိုရင်ကျွန်တော်တို့က reset ပေးရှာလိုက်တယ်ပေါ့နော်ပြီးတော့ပြန်တက်လာပြီဆိုရင်ကျွန်တော်တို့အဲ့ဒီနေရာကိုသွားရမှာဖြစ်တာပေါ့နော်โอเคအဲ့လိုဆိုရင်ကျွန်တော်တို့က string ကိုနိုင်မယ်အဲ့ဒီနေရာကိုသွားမယ်အဲ့ဆိုရင်ဒီနေရာကိုကျွန်တော်ပြန်သွားလို့ရတယ်လို့ဒီနေရာကနေပြီးတော့လေရတာပေါ့နော်အတူတူပဲဒီနေရာဘယ်လိုပဲတော့အဲ့လိုဆိုရင်ကျွန်တော်တို့ကဒေါ်လာပေါ့နော်ဒေါ်လာလောက်နေတာမပြီးသေးဘူးနောက်ထပ်ကျန်သေးတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကအဲ့ဒီဒေါ်လာကိုနောက်ထပ်ပြန်လောက်ရမှာဖြစ်တယ်โอเคအဲ့လိုဆိုရင်ကျွန်တော်တို့ကဒေါ်လာကိုပြန်လိုက်လိုက်မယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးဖြစ်နေမှာပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီဟာကိုနောက်ထပ်ရှယ်နေပေးလိုက်ပါအဲ့လိုဆိုရင်သူကပြန်ပြီးတော့ဒီလိုမျိုး attack လုပ်နေမှာပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကအဲ့ဒီဟာကိုအကုန်လုံးပြီးအောင်ဒီလုပ်ပေးရမှာပေါ့နော်အပြီးမှကျွန်တော်တို့ window attack လုပ်တာကပြီးတယ်လို့ပြောလို့ရတာပေါ့โอเคအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာသူ download လုပ်နေပြီဖြစ်ပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ set သူ reset ပေးရှာခိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ reset ရှာခိုက်လိုက်ပြီးတော့ပြန်လာမယ်အဲ့ဒီနေရာမှာမကောင်းမရှင်းကျွန်တော်တို့ကအကုန်လုံးကောင်းဒီနေရာမှာကျွန်တော်တို့လုပ်ပေးရမှာဖြစ်တယ်โอเคအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာသူက reset နောက်ဆိုပြီးတော့လာတာပေါ့နော်သူ set ကို reset ပေးရှာတာဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့က set ကို reset ပေးလိုက်ရမှာဖြစ်တာပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်ကဒီနေရာမှာ record ဖန်တာဖြစ်တဲ့အတွက်ကျွန်တော် record ကိုတင်လိုက်ပြီးတော့ရင်ကျွန်တော်တို့ reset နောက်ကိုကျွန်တော်နှိုက်ပေးလိုက်မှာဖြစ်တယ်ကျွန်တော်တို့က set ကို reset ရှာလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကပြန်ပြီးတော့အဲ့ဒီ window attack ဆိုတဲ့နေရာကိုပြန်ဝင်ပေးရမှာဖြစ်တယ်โอเคအဲ့လိုဆိုရင်ကျွန်တော်က step menu ကနေပြီးတော့ကျွန်တော်ဒီ string ကိုဝင်ပြီးတော့ပြန်ပြီးတော့အဲ့ဒီနေရာကိုပြန်သွားမှာပေါ့နော် window attack ကိုကျွန်တော်ကနှိုက်လိုက်ပါတယ်အဲ့လိုဆိုရင်သူကအဆင့်အောင်လေးဖြည့်တော့ပြီပေါ့နော်ဒါက window attack ကုန်သွားပြီလို့ပြောလို့ရတာပေါ့โอเคအဲ့လိုဆိုရင်ကျွန်တော်ရဲ့ဒီ window attack လောက်တဲ့ဒီသင်ခန်းစာကအဲ့လိုဆိုရင်ဒီလာဝေးပေါ့နော်